ပထမတစ်ခါတော့ agent success agent success ဆိုတော့ကျိုးဆောင်ညီကိုမောင်မရဲ့အောင်မြင်မှုနော်ကျိုးဆောင်တနိုင်ငံလုံးမှာရှိတဲ့ agent မျိုးကျိုးဆောင်ရဲ့အကျိုးစီးပွားအောင်မြင်တိုးတက်ဖို့ဖြစ်ပါကျွန်တော်တို့အားလုံးလောက်ကဒီပုံမဖြစ်ပြီးရေရှည်ရပ်တည်နိုင်ဖို့အသင်းကြီးကအများအားကျွန်တော်တို့ပံ့ပိုးနေပါတယ်အသင်းကြီးမှာဟာလာကျွန်တော်တို့professional real estate basic training course ရှိတယ် AGM ပွဲတွေရှိတယ်ဟာလာ ASEAN real estate network alliance ဟာလာနှစ်ပတ်လည်ပွဲတွေရှိတယ်ဟာလာPFC လို့ခေါ်တဲ့ကမ္ဘာ့အင်တာမီအဖွဲ့ချုပ်ရဲ့ပွဲတွေဟာထိုင်းတို့အာဆီယံနိုင်ငံတွေမှာရှိတယ်ကျွန်တော်တို့အများသွားခဲ့ကြတာသွားကြည့်ပြီးတော့ကျွန်တော်တို့ mindset တွေချိန်ခဲ့ကြတယ်ဘာလို့ကျွန်တော်တို့က mindset တွေချိန်တာလဲကျွန်တော်သင်လိုက်တဲ့ဟာလာခုနကရှစ်ပါးသော2ရက်သင်ပေးလိုက်တဲ့လောက်နဲ့ကျွန်တော်လုံလောက်သွားမှာမဟုတ်ဘူးဒီလောက်ကဟာလာသင်ပြီးလို့ရှိရင်ဒါမေ့သွားမှလည်းရှိတယ်ဝင်မှလည်းသုံးပုံလောက်ပဲခေါင်းထဲဝင်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအလုပ်တွေကနေ့စဉ်လုပ်တဲ့သမင်းစားတဲ့အသက်မွေးဝမ်းကြောင်းလုပ်တဲ့လုပ်ငန်းဖြစ်ဒါကြောင့်မလို့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကဖြူစင်ဖို့လိုတယ်။ဝမ်းကြောင်းလုပ်ငန်းဒီဖြူစင်ဖို့လိုတဲ့အသက်မွေးဝမ်းကြောင်းလုပ်တဲ့လုပ်ငန်းတွေဒီအများစိတ်ချမ်းသာဖို့လိုတယ်အများကျင့်တတ်ဖို့လိုဒါအရေးကြီးတယ်။ဒုတိယချက်ကတော့ solving challenge ဟာစိန်ခေါ်မှုတွေကိုကျွန်တော်တို့ကဖြေရှင်းရမယ်စိန်ခေါ်မှုဆိုတာကျွန်တော်တို့အကျိုးဆောင်ပြီးတော့အကျိုးဆောင်က 2% ရမယ်ဆိုတာမရပဲ 1% ဖြစ်သွားတာလို့နီးတော့မှဟာလာဘိုင်ယာနဲ့ဆယ်လာနဲ့ဟာလာဘိုင်ယာနဲ့ကျွန်တော်တို့ဆယ်လာနဲ့တွေ့ပြီးတော့မှဟာလာ 2% ပေးမယ်ပြီးတော့ 1% ပေးမယ်ယူမယူချင်းနေဒီလိုစကားတွေပြောင်းပြန်ဖြစ်သွားတာဟာလာတွေကအများကြီးနစ်နာပါတယ်ဟာလာအများကြီးနစ်နာတယ်အတိုင်းတာနဲ့အထူးဒါတွေကကျွန်တော်တို့အချမ်းပြေကျိုးဆောင်လုပ်တဲ့သူရဲ့စိတ်ခေါ်မှုတစ်ခုဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့စနစ်တကျဒီအသိရှိတဲ့ကြောင့်စနစ်တကျနဲ့ကျွန်တော်တို့ကဖြည့်ရှင်းရပါမယ်စနစ်တကျနဲ့ကျွန်တော်တို့မရတာကိုရအောင်ဟာလာကျွန်တော်တို့ဆောင်ရွက်ဖို့လိုတယ်ဥပမာကျွန်တော်တို့ကဟာလာပြည်ထောင်ဝန်ကြီးဌာနထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အကျိုးဆောင်ကပြားတွေလက်ဝဲကင်ထားပြီးတော့အေဝင်လောက်ကင်နေတဲ့ profession တွေပါဒီလိုဖြစ်တဲ့ခါကျတော့ဒီလိုဖြစ်ရင်ကျွန်တော်သက်ဆိုင်ရာထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ပေါင်းစည်းပြီးတော့ဟာလာကိုယ့်ဘက်ကမှန်ကန်တယ်ဆိုတော့ကောင်းမွန်လို့ထောက်ထားနေတဲ့ကျွန်တော်တို့ဝဲကရရှိကိုကျွန်တော်တို့ဟလာစုပေါင်းဖြည့်ရှင်းသွားမှာပါဒါအသင်းထူထောင်တဲ့အခါမှာဒါတွေကအသင်းတည်ဖြစ်လာတဲ့ကြောင့်အများပါတဲ့အတန်အများရဲ့အတန်အများရဲ့အဲ့ဒါလှုပ်ဆောင်ချက်တွေကဒီဟလာကျွန်တော်သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေနဲ့ဆောင်ရွက်တွေ့ဆုံဆောင်ရွက်တဲ့နေရာမှာဒါတွေကအများမှအင်အားရှိပါအင်အားကိုရရှိပါမယ်တတိယချက်ကတော့ကျွန်တော်တို့ global standard ပါကျွန်တော်တို့ကဒီသားတွေမှာမဟုတ်ပဲနိုင်ငံတကာအဆင့်ကြီးကျွန်တော်တို့ကတက်လှမ်းခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့တက်လှမ်းရတဲ့ဖြစ်တဲ့ခါကျတော့ပွဲကားတွေမရဘူးအကျိုးစီးပွားမှုထိပြုဖနာပါပွဲစားဆိုထိပြုဖနာပါနော်နောက်တစ်ခါနောက်တစ်ခါကျတော့ဟုတ်လားပြဿနာတကူဒီခုဖြစ်နေလဲဘာမှဖြေရှင်းလို့မျက်နှာငယ်အဲဒီလိုချင်းတွေဖြစ်တဲ့ကိစ္စတွေပေါ့နော်ပတ်ဝန်းကျင်မှာကြည့်လိုက်ရင်ဆရာဝန်တွေမှာ license ရှိတယ်ဆရာဝန်စိတ်ကူကမရတာမရှိဘူးဘာဖြစ်လို့လဲ professional ဖြစ်လို့ဆရာဝန်နော်ရှင်းနေဟာအမှုသွားတဲ့နိုင်ငံရှုံးတာကတပိုင်းရှင်းနေဟာရှင်းနေရရှင်း professional fees မရဘူးဆိုတာမရှိဘာဖြစ်လို့ကျွန်တော်တို့ HMB လုပ်တဲ့လူတွေဘာဖြစ်လို့ကျွန်တော်တို့ကျိုးလဲဆောင်ရတာနဲ့ဘာလို့ကျွန်တော်တို့အကျိုးဆောင်ကမရဘူးဖြစ်နေတာလဲအဖြစ်ကဖြစ်တာပဲ professional ဖြစ်အောင်စူးစမ်းမှုလို့ဒါခုနကကျွန်တော်ပြောတဲ့နှစ်ချက်ဟာနိုင်ငံတကာကိုတက်လမ်းမယ်ဆိုရင်ရှင်တဲ့အခါမှာလေကျွန်တော်တို့က professional ဖြစ်နေဘူးနိုင်ငံတကာမှာသွားရင်ကျွန်တော်တို့ဟာလာဒီမှာတွေကိုကြီးကြီးနေတဲ့ဘောင်းကြီးနဲ့တိုင်နေတဲ့ဟာလာသူများနဲ့တူတော့တူတယ်ဒါမဲ့အသွေးတန်စိတ်ပိုင်းဆိုင်ရာ stand up of the sheer နော် professional လို့ဒီ HMB ကိုကျွမ်းကျင်ကျွန်တော်တို့လက်ကင်ထားတဲ့အရေးချင်းတွေရှိတာဥပဒေပိုင်းဆိုင်ရာတွေရောင်းဝယ်မယ်မမဥပဒေပိုင်းဆိုင်ရာတွေကိုကြည်ကြည်လင်းလေ့လာထားပြီးတော့ရောင်းဝယ်လုပ်ရင်အခါနဲ့ဆုံးဖြတ်နိုင်တဲ့စွမ်းရည်တွေရှိရဒါတွေရှိမှ professional ဖြစ်မှာအဝတ်စားဝတ်ကောင်းလေးဝတ်ပြီးစသွားပြီးလက်ဆွဲနှုတ်ရရင်လုံးရရင်ကိုယ် professional လို့ဘယ်ဒီမှအသိအပြီးမှာပုံနိုင်ငံတကာ professional အတွေ့ professional အပြော professional အပြုတ်မှုတွေဆောင်ပြီးမှလာရင် professional ဖြစ်ဆိုလိုတာတော့ဟာလာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမှာ professional ဖြစ်မယ်ဆိုတဲ့အတွင်းနဲ့ညီတောင်းလဲထားဖို့လုပ်တယ်ဒီချိန်က professional ဖြစ်ဖို့လမ်းကြောင်းလုပ်တယ်နိုင်ငံတကာကိုကျွန်တော်ရောက်သွားတယ်
အာဆီယံအဆင့်နိုင်ငံတွေနဲ့တွေ့တယ် professional ပဲသူတို့ပြောနေတာနော် global အဆင့်ရောက်သွားတယ်လေ professional ပဲနော်အခုအမေရိကန်နိုင်ငံအိန္ဒိယအသင်းနဲ့လက်မှတ်ထိုးလိုက်တာလေကျွန်တော် bilateral partnership ကျွန်တော် MOU ကအဆင့်မြင့်ကျွန်တော်တို့ဒီတိုင်းလက်ခံလိုက်တာမဟုတ်ဘူးလေ professional ဖြစ်ရလားမင်းတို့အသင်းကြီးမှာဟုတ်လားတော့ conduct ရှိလားဟိုပထမကျင်းတော့မရှိပါဘူးကျွန်တော်တို့ business ethics လောက်ပဲရှိ business ethics ကိုငါတို့လုပ်ကြည့်ငါတို့ real estate လုပ်ငန်းလုပ်တယ်ဆိုတာ real ဆိုတဲ့ဖြည်းဖြည်းစဉ်စဉ်ရှိလို့တရားဒီလိုကိုလုပ်တယ်ဆိုတဲ့ခါကျမင်းတို့မှာ conduct ရှိရမယ် business ethics ဆိုတာကမခိုင်ပါဘူးဒီလောက်မခိုင်ပါဘူးနော်ဒါကြောင့်မို့ conduct ကိုလည်းကျွန်တော်တို့ရေးဆွဲတယ်ဆရာကြီးဒေါက်တာဆန်းတုံးလည်းယူဆက်ကျွန်တော်လည်းသက်ဆိုင်ရာနိုင်ငံတွေပူးပေါင်းပြီးတော့သူတို့ရဲ့နမူနာတွေကိုကြည့်တယ်နော်နောက်ပြီးတော့ကျွန်တော်တို့ conduct ကမှာကျွန်တော်တို့ကဘာတွေပါလဲဆိုတော့ဘယ်လိုကျွန်တော်တို့အကြီးကြီးတိတ်တိတ်မှုလို့ပြောမလဲကိုယ့်ရဲ့ဆက်မှာဘယ်လိုပြောခင်ဗျားတို့ဘယ်လိုရိုးရိုးသားသားပြောမလဲသူတို့အကျိုးစီးပွားတွေမထိခိုက်အောင်ဘယ်လိုကာကွယ်ပြီးတော့ခင်ဗျားတို့တာဝန်ယူပြီးတော့ပြောမလဲရောင်းမလဲဝယ်မလဲနားမလဲဒီလိုမျိုးစိတ်ဓာတ်တင်တဲ့ဒီလိုမျိုးလုံမှုကြိုင်မှုတွေရှိမှသာလေ professional ဖြစ်